အားလုံးပဲမင်္ဂလာပါတူရီတော်လေး YouTube channel လေးကနေကိုရီမားတွေအားလုံးကိုနေထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုနေတဲ့ချစ်တော်လေးတွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေစိတ်သွားတဲ့ကိုပါလူဝင်ဆန္ဒတွေတလုံးတဝါရကြပါစေသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးဝါရရှိပါစေလို့ချစ်တော်မျိုးတွေအားလုံးကိုပထမဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲမျိုးတွေအားလုံးပဲဝင်လာမယ်နော်ဝင်လာပြီဆိုတာနဲ့လိုက်လက်မလေးတယောက်ချက်စီနှိပ်ပါ channel လေးကို subscribe နှိပ်ရတဲ့ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါအများသူငါပါအများသူငါရအောင်လို့ဒီဗီဒီယိုဖိုင်လေးကို share ပေးပါတူရီနဲ့သက်ဆိုင်တဲ့နေရာမှာမျှဝေလို့ရတဲ့နေရာမှာမျှဝေသွားပေးပါချစ်တော်လေးတွေအားလုံးပဲကဲတော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးဒီကိုရီမားတွေအတွက်အကျိုးသက်ရောက်မှုရှိတဲ့ဗီဒီယိုဖိုင်လေးတစ်ပုဒ်ဖြစ်တာမလို့နော်မဖြစ်မနေအစာဆုံးလေးဝင်ကြည့်ပါနော်ကိုရီမားတွေအားလုံးပဲအစာဆုံးလေးကြည့်ပြီးတာနဲ့လိုက်လက်မလေးတွေနှိပ်ပြီးအားပေးခဲ့ပါနော်အကိုရီမားတွေအတွက်ဒါအချိန်မီလေးလာရောက်မျှဝေပေးတဲ့နော်ဗီဒီယိုပိုင်းလေးဖြစ်တာမလို့အစားဆုံးကြည့်ပါအကိုဒီမတွေအတွက်အကျိုးသက်ရောက်မှုရှိပါတယ်နော်တေချာနားလေသဘောပေါက်အောင်ကြည့်ပေးပါနော်ပြီးခဲ့တဲ့ပွဲရဆိုလို့ရှိရင်တော်လေးတို့နေတိုက်တွေမှာတောက်လျှောက်အဆင်ပြေခဲ့တယ်10ချိန်ကိုနော်10ချိန်တိတိကို10ချိန်ကို6ချိန်တိတိအဆင်ပြေခဲ့တယ်တော်လေးတို့ဒါနေတိုက်ကနန်းတွေမှာဆိုလို့ရှိရင်နော်မနေ့ညကို2ချိန်သို့မဟုတ်1ချိန်ကတော့အဆင်ပြေပြီးသားပဲနော်ကဲဒါတွေမဟုတ်သေးဘူးတော်လေးရှိမှအဖွဲလောက်ပြီးတဲ့အကိုတွေမတွေဇာရိုးပတ်တီနော်ဇာရိုးပတ်တီရောမွေးကွက်တီရောထွက်တယ်မွေးကွက်ဆိုဒီတစ်ပတ်2ကွက်တောင်ထွက်တာနော်ခွန်9ဆိုတဲ့ကနန်းလေးနော်ပတ်တီရောအကွက်ကောထိတယ်ဇာရိုးပတ်တီရောမွေးကွက်ကောထိတယ်9လေးနေ့ကလဲတော်လေးတို့မွေးကွက်ကလေးအဆင်ပြေခဲ့တယ်2ချိန်အဆင်ပြေခဲ့တယ်ဒါတွေမဟုတ်သေးဘူးနော်အရှိလာအခုလာမယ်ပွဲတော့ကိုတော်လေးအဖွဲ့ဝင်ကြိုခေါ်ထားတာကြာတာပရိတောက်ကြ2ရက်အတွင်းလက်ဆောင်ကနန်းကြာတာပရိတောက်ကြမှာဝင်တဲ့အကိုတွေမတွေကလက်ဆောင်ကနန်းရမယ်လို့တော်လေးကြိုပြီးခေါ်ထားတာကြာတာပရိနေ့မှာတွေကနေလက်ဆောင်ကနန်းလေးနဲ့အဆင်ပြေခဲ့တယ်နော်အကိုတွေမတွေအားလုံးပဲအဆင်ပြေတာအဲ့ကြာတာပရိနေ့မှာအဆင်ပြေတာအကိုတွေမတွေအတွက်အရှုံးမရှိဘူးနော်ဘာဖြစ်လို့လဲဆိုတော့လက်ဆောင်ကနန်းနဲ့အဆင်ပြေထားပြီလေနော်ဇာရိုးပတ်ဒီထွက်တဲ့အခါကျအကိုတွေမတွေအတွက်အမျက်ကြီးပဲရတာเนาะဒါကြောင့်မလို့အကိုတွေမတွေဘက်ကတော်လေးခုခေါ်ပေးတဲ့ကနန်းလေးတွေကเนาะအကိုတွေမတွေအတွက်အကျိုးသက်ရောက်မှုရှိတာဖြစ်တဲ့အတွက်နာအသေးချာနားလေသဘောပေါက်ကြည့်ပေးပါဘေးနားမှာဘောပီလေးစောက်လေးရှိမှဆိုဘောပီလေးစောက်လေးနံမှတ်ပေးသွားပါမရှိတဲ့ကိုတွေမတွေကတော်လေးရဲ့ဗီဒီယိုဖိုင်လေးအောက်မှာ live မှာသွားလို့ရပါတယ်တော်လေးရဲ့ Viber channel လေးကိုမ join ရသေးတဲ့အမျိုးတွေအားလုံးပဲ Viber channel လေးကိုလာရောက် join ပေးထားကြပါเนาะViber channel မှာအကိုတွေမတွေတော်လေးတင်သမျှကနန်းကိုနော်တော်လေးနေတိုင်းတင်သမျှကနန်းကိုဘယ်အကောက်မှာပဲတင်နေနော်တင်သမျှကနန်းကို Viber channel မှာ share ပေးထားတယ်ဒါကြောင့်မလို့အကိုတွေမတွေဘက်က Viber channel မှာနော် YouTube မှာမတွေ့ Viber channel ကိုတွားကြည့်ပေး Viber channel join ထားလို့ရှိရင်အကိုတွေမတွေနော် YouTube မှာကြည့်ကြရမလို့ Viber channel မှာတွားကြည့်တောင်ရပါတယ်နော်ဒါကြောင့်မလို့ Viber channel လေးကိုလည်းမဖြစ်မနေ join ပေးထားပါကဲရှေ့လာမယ်ပွဲအတွက်နော်ပြီးခဲ့တဲ့ပွဲကအဖွဲဝင်လိုက်ရလို့တော်လေးရေအခုပွဲမှာအဖွဲဝင်ခြင်းနဲ့တော်လေးနဲ့ကန်ဆယ်ခြင်းနဲ့တော်လေးရဲ့ချစ်တော်မျိုးတွေအားလုံးပဲအဖွဲလာဝင်လို့ရပါပြီနော်အဖွဲဝင်လက်ခံနေပါပြီအဖွဲဝင်ကြီးကန်ဆယ်ကြီး1000ကျပ်ပါဒီ1000ကျပ်က1000ကျပ်တော့ပေးတာဟုတ်ပြီနော်အဖွဲဝင်တာတော့ဟုတ်ပြီကိုရီမတွေအားလုံးပဲကနန်းတွေကဘယ်လိုပေးတာလဲဆိုရင်100ရာခိုင်နှုန်းအာမခံတဲ့ဇာရိုးပတ်တီတစ်လုံးနဲ့မွေးကွက်ကိုပေးတာဖြစ်ပါတယ်မွေးကွက်2ကွက်နဲ့ပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အကိုရီမတွေဘက်ကတော်လေးကိုယုံကြည်တယ်တော်လေးနဲ့နော်ကန်ဆက်ချင်တယ်ဆိုရင်အဖွဲဝင်1000ကျပ်နဲ့အဖွဲဝင်လာဝင်လို့ရပြီအဖွဲဝင်ရမယ်ဖုန်းနံပါတ်ဆက်သွယ်ရမယ်ဖုန်းနံပါတ်ကိုတော်လေးပြောပြပေးမယ်เนาะဗီဒီယိုဖိုင်လေးအောက်မှာလည်းဖုန်းနံပါတ်ကိုပေးထောက်ထားပေးမယ်ဒါကြောင့်မလို့အကိုရီမတွေတေချာလေးတော့လိုက်မှတ်သွားเนาะကဲတော်လေးရှိမှာဆက်သွယ်ရမယ်ဖုန်းနံပါတ်အဖွဲဝင်ရမယ်ဖုန်းနံပါတ်39เนาะ2939383439ပဲဖြစ်ပါတယ်အကိုရီမတွေအားလုံးပဲเนาะတော်လေးကိုဆက်သွယ်ရမယ်ဖုန်းနံပါတ်ပါ3929383439ပါဒီဖုန်းနံပါတ်တစ်လုံးပဲကင်ဆောင်ပါတယ်ဒီဖုန်းနံပါတ်မှာ KB ကောက်ဝေးကောက်ရှိတယ်เนาะ KB ကောက်ဝေးကောက်ရှိတယ်ဖုန်းခေါ်လို့ရတဲ့အကိုတွေမတွေကတော့ဖုန်းတိုက်ရိုက်ဆက်ပါငွေကြိုမလွဲပါနဲ့တော်လေးဟုတ်မဟုတ်စစ်ဆေးပါတော်လေးဖုန်းကင်မှသာလေအဖွဲဝင်ငွေလွဲပါเนาะဒါကြိုပြောထားတာပါအကိုတွေမဒီဖုန်းနံပါတ်တစ်လုံးကနေကျန်တဲ့အလုံးနော်ကင်ခဲ့လို့ရှိရင်တော်လေးမဟုတ်တော်လေးအခုခေါ်တဲ့ဖုန်းနံပါတ်သာလေအဖွဲဝင်ဖုန်းနံပါတ်တော်လေးဖုန်းနံပါတ်မှန်ပါတာမှန်တာပါချစ်တော်လေးတွေအားလုံးပဲเนาะဖုန်းခေါ်လို့များတဲ့ကိုရီမတွေကတော့ Viber channel မှာငွေလဲပြည်စာလေးတွေပို့ထားလို့ရတယ်เนาะ Viber channel မှာငွေလဲပြည်စာလေးတွေပို့ထားလို့ရပါတယ် Viber channel ဖွင့်ထားတဲ့ဖုန်းနံပါတ်လည်းဒီဖုန်းနံပါတ်နဲ့ပဲ Viber ဖွင့်ထားတာပါချစ်တော်လေးတွေအားလုံးပဲเนาะကဲတော်လေးရှိမှာအဖွဲဝင်ခြင်းတော့တခုမှခြင်းတော့အကိုရီမတွေအားလုံးပဲမွေးကွက်ကောပတ်တီရောထိုးနိုင်မှာအဖွဲလာဝင်เนาะပတ်တီရောမွေးကွက်ကောထိုးနိုင်မှာအဖွဲလာဝင်ပတ်တီတော့ထိုးနိုင်ပြီးမွေးကွက်မထိုးနိုင်ဘူးเนาะတချို့တွေက
မွေးကွက်ပဲထိုးတယ်ပတ်သီးမပတ်ဘူးအဲ့လိုဆိုတော်လေးရှိမှာအဖွဲမလာဝင်နဲ့အဖွဲဝင်ကနန်းဆိုတာပတ်သီးရောအကွက်ကောထိုးနိုင်မှာအဖွဲလာဝင်အဖွဲဝင်1000ကျပ်ဆိုတာလေကိုရီမတွေနော်ဒါမဟုတ်ဘူးပဲဖို့ပဲရှိတယ်နော်ဒီ1000ကျပ်ကအကိုရီမတွေအတွက်နော်တချို့ဆိုရင်မဟုတ်ဘူးเนาะတချို့တွေဆိုဈေးသုံးမဲ့ရှိတယ်ဒီ1000ကျက်ကเนาะကိုရီမတွေအားလုံးပဲဒါဘယ်တော့တော်လေးအဖွဲဝင်စခေါ်တွေက1000ကျက်เนาะအခုချိန်ဒီ1000ကျက်ပဲเนาะတိုးလည်းမတိုးရော်လည်းမရော်ကိုရီမတွေအားလုံးပဲเนาะတော်လေးနဲ့ယုံကြည်တယ်တော်လေးကိုကန်ဆက်ချင်တယ်ဆိုမှအဖွဲလာဝင်မှာချစ်တော်လေးတွေအားလုံးပဲเนาะကဲနေတိုက်ကနန်းလေးတွေပြောမယ်နေတိုက်ကနန်းလေးမှာဘယ်ဘက်သီးတွေထူရမလဲဘယ်အော့ကွက်ကလေးတွေကိုအဓိကထားဆိုရမလဲဆိုတော့ဗီဒီယိုဖိုင်လေးနဲ့တကွပြောပြသွားမှာဖြစ်ပါတယ်ချစ်တော်လေးတွေတေချာနားလိုက်သဘောပေါက်ကြည့်ပြီးပါเนาะဘေးနားမှာစောက်လေးရှိတယ်ဆိုစောက်လေးဘောပလီနဲ့မှတ်သွားမရှိတဲ့ကိုရီမတွေကဗီဒီယိုဖိုင်လေးအောက်မှာလိုက်မှတ်သွားလို့ရတယ်เนาะတော်လေးရှိမှာဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုတော်လေးဗီဒီယိုဖိုင်လေးအောက်မှာလည်းပြထောက်ထားပေးမှာဖြစ်ပါတယ်ချစ်တော်လေးတွေအားလုံးပဲเนาะကဲ12ရက်တလပိုင်း2025တလင်းလာနေအဖွင့်နေမနက်စီ12နာရီ10မိနစ်မှာထိုးရမယ့်ပတ်တီအလွန်အားကောက်တော့ပတ်တီဒီ1ပတ်တီ6ပတ်တီ16ဝန်းချိန်ပါနော်1ပတ်တီ6ပတ်တီ16ဝန်းချိန်ပါ1ကြိုက်တဲ့ကိုတွေမားတွေ1ကိုပတ်ပါ6ကြိုက်တဲ့ချစ်တော်မျိုးတွေအားလုံးပဲ6ကိုပတ်ပါကိုကြိုက်တဲ့တက်ရကိုလိုက်ကစားလို့ရပါတယ်နော်တော်လေးဒီဝန်းချိန်နှလုံးလုံးကိုကြိုက်တဲ့နှလုံးလာရောက်တင်ပြီးတာဖြစ်တယ်ကိုတွေမားတွေဘက်ကပတ်တီနှလုံးလုံးကိုမပတ်နိုင်တစ်လုံးပဲယူပြီးကစားပါနော်တစ်လုံးမှမပတ်နိုင်ဘူးဆိုရင်တော့အခုရွေးထုတ်ပေးထားတဲ့မေယောကွက်ကလေးတွေကိုပဲကစားပါနော်ကဲတင်းနဲ့ထိုးရမယ်မေယော၄ကွက်ဒီ30တင်းနဲ့1လေး1ခွန်မှာတင်းနဲ့ထိုးရမယ်မေယော၄ခွက်ဖြစ်ပါတယ်တင်းနဲ့ထိုးရမယ်မေယော၄ခွက်ဒီ30တင်းနဲ့1လေး1ခွန်မှာ6နဲ့ထိုးရမယ်ကနန်း၄ခွက်ဒီ60 6နဲ့6လေး6ခွန်မှာနော်60 6နဲ့6လေး6ခွန်မှာတေချာလေးမှတ်ထားပေးပါတစ်ခေါက်တည်းကိုကနန်းလေးတွေထက်တလဲလဲခေါ်ပေးနေတာဖြစ်တဲ့အတွက်တေချာနားလေးသဘောပေါက်ကြည့်ပေးပါကိုရီမတွေအားလုံးပဲကဲတကွာကောင်းလေးနှစ်ကွာကောင်းလေးမပြောပြခင်ပါလေးလုံးပြီးတွဲခွေလေးကိုအရင်ခေါ်ပေးမယ်နော်16ဝန်းချိန်1နဲ့ထိုးရမယ်မရော၄ခွက်30 1နဲ့1လေး1ခွန်မှာ6နဲ့ထိုးရမယ်ကနန်း၄ခွက်ဒီ60 6နဲ့6လေး6ခွန်မှာနော်လေးလုံးအပြီးတွဲအခွေကိုခေါ်ပေးမယ်လေးလုံးအပြီးတွဲခွေလေးဒီ1389ပါเนาะလေးလုံးအပြီးတွဲအခွေလေးဖြစ်ပါတယ်เนาะကိုရင်းမတွေ8391เนาะ8391ဒီလေးလုံးအပြီးတွဲအခွေဒီလေးလုံးအပြီးတွဲခွေလေးကိုခွေထိုးမယ်ဆိုခွေထိုးလို့ရတယ်ခွေမလို့ချင်းတဲ့မျိုးတွေကကြိုက်နှစ်တက်တဲ့ဝမ်းချင်းရှိမယ်ဆိုဒီလေးလုံးအပြီးတွဲလေးနဲ့ကတ်ထိုးပေးပါเนาะဒီလေးလုံးအပြီးတွဲလေးမှာအပူလေးပါပါတယ်เนาะဒီလေးလုံးအပြီးတွဲလေးမှာအပူလေးပါပါတယ်8833ကိုတစ်ဆိုပြီးအပူလေးပါတယ်အပူဒီအားစရာမလိုတဲ့အတွက်100ဘိုးတက်နိုင်200ဘိုးတက်နိုင်ထိုးထားပါ66အပူပါထိုးပေးထားပါเนาะ66အပူပါထိုးပေးထားပါကိုရီမတွေအပူဒီအားစရာမလိုတဲ့အတွက်เนาะရရင်အမျက်ပဲเนาะ8391မှာအပူလေးပါပါတယ်ခွေထိုးမယ်ဆိုခွေထိုးလို့ရပါတယ်ကဲတကွာကောင်းလေးနှစ်ကွာကောင်းလေးတွေခေါ်ပေးမယ်เนาะတကွာကောင်းလေးနှစ်ကွာကောင်းလေးမခေါ်ပြခင်မှာတော်လေးရဲ့ YouTube channel လေးကို subscribe မရသေးတဲ့မျိုးတွေအားလုံးပဲ subscribe လေးတယောက်ချက်စီနှိပ်ပြီးကြည့်ပေးပါ like လက်မလေးနှိပ်ပြီးအားပေးပါเนาะအားပေးမှုဒီ like လက်မနဲ့ပဲဆိုင်နေเนาะအကိုတွေမတွေအားလုံးပဲသူဒီနဲ့တော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကိုသူဒီနဲ့သက်ဆိုင်တဲ့နေရာမှာမျှဝေလို့ရတဲ့နေရာမှာမျှဝေသွားပေးပါတဦးစေတနာတဦးမြတ်တာပေါ့အကိုရီမတွေရဲ့စေတနာအကျိုးပေးပါတယ်เนาะစေတနာအကျိုးပေးပါတယ်တော်လေးလည်းစေတနာထားပြီးတော့လာရောက်နောက်အကိုရီမတွေကိုမျှဝေပေးတဲ့ကဏ္ဍလေးတွေအကိုရီမတွေဘက်ကစေတနာလေးတွေထားပြီးတော့ဒါလေးတွေနှိပ်ပေးခဲ့မယ်ဆိုလို့ရှိရင်เนาะအားရှိတာပေါ့အကိုရီမတွေအားလုံးပဲကဲနှစ်ကွာကောင်းလေးခေါ်ပေးမယ်နှစ်ကွာကောင်းလေးဒီ1နဲ့ဆို1 8 6နဲ့ဆို65ပါနှစ်ကွာကောင်းလေးဖြစ်ပါတယ်နော်နှစ်ကွာကောင်းလေးပါ1နဲ့ဆို1 8 6နဲ့ဆို65နှစ်ကွာကောင်းလေးပါအဖွင့်နေမနက်စေးနော်မနက်မကြညနေကျင်းနေကြမယ်ကနန်းလေးတွေပဲဖြစ်ပါတယ်နော်တော်လေးကနန်းလေးတွေမနက်ပိုင်းမှာပါလာရင်နေ့လယ်တနာရီထို့တော်လေးလိုက်လွင်ပေးမယ်နော်မနက်ပြန်နေ့လယ်တနာရီထို့လိုက်လွင်ပေးမယ်တော်လေးကနန်းအခုတော်လေးမျှဝေပေးနေတဲ့ကနန်းမနက်ပိုင်းမှာပါမလာညနေကိုပြန်ပြီးကစားပေးပါနေကုံအားကောင်းတဲ့ကနန်းလေးတွေပါနော်နေကုံအားကောင်းတဲ့ကနန်းလေးတွေပါနော်နှစ်ကွာကောင်းလေးဒီ1နဲ့ဆို1 8 6နဲ့ဆို65နှစ်ကွာကောင်းလေးဖြစ်ပါတယ်အကြိုက်ဆုံးတစ်ကွာကောင်းဒီ63ဆိုတဲ့ကဏ္ဍလေးကတော့အကြိုက်ဆုံးတစ်ကွာကောင်းလေးပါเนาะ63ဆိုတဲ့ကဏ္ဍလေးကအကြိုက်ဆုံးတစ်ကွာကောင်းလေးပါချစ်တော်မျိုးတွေအားလုံးပဲကဲရှိလာမယ့်ပွဲတွေတရားရခိုင်နှုန်းအာမခံတဲ့ဇာရိုးပတ်တီတလုံးနဲ့မွေးကွက်တွေကိုလိုချင်တဲ့အကိုတွေမတွေအားလုံးပဲအခုတည်းအဖွဲလာဝင်ထားလို့ရပါပြီအဖွဲဝင်ကြီးကန်ဆယ်ကြီး1000ကျပ်ပါအဖွဲဝင်ရမယ့်ဖုန်းနံပါတ်တော်လေးကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်39
29ခွန်ကို3838ညပါဒီဖုန်းနံပါတ်တစ်လုံးပဲကိုင်ဆောင်ပါတယ်ဒီဖုန်းနံပါတ်မှာ KB ကဝေကောက်ရှိပါတယ်ကိုရီမတွေအားလုံးပဲတော်လေးအခုပေးနေတဲ့ကဏ္ဍလေးတွေကမနက်မကြညနေကျင်းနေကြမယ်ကဏ္ဍမနက်ပိုင်းမှာပါလာရင်နေ့လယ်တနာရီထိုးကိုနော်တော်လေးနေ့ညနေအတွက်ကိုလာရောက်မျှဝေပေးမှာပဲဖြစ်ပါတယ်ညနေပိုင်းမှာတော်လေးကဏ္ဍလေးတွေနော်မနက်ပိုင်းမှာပါမလာရင်နေ့လယ်ပိုင်းကိုပြန်ပြီးကစားပါအားကောက်ပါတယ်ကဲတော်လေးဗီဒီယိုပိုင်းလို့ဒီမှာပဲရနာပြစေချစ်တော်မျိုးတွေစိတ်ချမ်းသာကိုကျမ်းမာကြပါစေလူမှုရေးစီးပွားရေးအဆအဆရအစဉ်ပြေချုံးမွေးကြပါစေเนาะကကြီးသုံးပါးမှာလည်းကေးဝေးနိုင်ကြပါစေเนาะကိုရီမတွေအားလုံးကိုစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲgood luckပါအစဉ်ပြေကြပါစေချစ်တော်လေးတွေအားလုံးပဲเนาะ